Studio 27 Channel ကကြိုဆိုလိုက်ပါတယ်ဒီနေ့မှာစာရေးဆရာမောင်မြင့်မရေးသားထားတဲ့ထူးဆန်းသောညနဲ့ဝတ်တခိုးဆိုတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့နိုင်ပါတယ်ခင်ဗျာကျွန်တော်တို့စခန်းချတဲ့နေရာကရွာတကြီးဦးချစ်ဖို့အိမ်မှာဖြစ်ပါတယ်ဦးချစ်ဖို့ကအမားရွာမှာဩဇာရှိနှုံအာနာရှိဆုံးလူချစ်လူခင်အပေါ်ဆုံးသူဖြစ်ပါတယ်ကျွန်တော်တို့အရင်တာဝန်ကျတဲ့အဖွဲ့သားများလည်းဦးချစ်ဖို့အိမ်မှာတဲကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကတော့အမားရွာအနောက်ဘက်တောထဲမှာစိန်တို့ကြားတို့ပင်ရှိတယ်လို့ပြောကြပါတယ်နှစ်ပေါင်းများစွာကြာတော့လဲတောပြုံးနာကြောင်းတစ်ကြောင်းအမဲလိုက်တဲ့သူတွေများလာတဲ့ကြောင်းတစ်ကြောင်းဒလိဆန်တွေတောပြုံးတဲ့အတွက်ကြောင်းတစ်ကြောင်းကျွန်တော်တို့အမားရွာရောက်တဲ့အချိန်ကတော့ကြားဆိုတာမကြားတော့မကြားမိတော့ပါဘူးတောဝက်ကြီးတရေမြောက်စသည်လို့တော့သာရှိတယ်လို့သိရပါတယ်ကျွန်တော်ရောက်ပြီး3လောက်လောက်ကြာတော့တကြီးဦးချစ်ဖို့ကဆိုပါတယ်မောင်တဝင်းတို့ရွာထိပ်ကဝမ်မွေးတဲ့လှတင်တို့ဝက်ချံကိုညကဝက်တကောင်ဝင်ဆွဲသွားတယ်ပြောတယ်အော်တန်ကြားလို့မီးခွက်နဲ့ထကြည့်လိုက်တော့အဝါနဲ့အနက်ကွက်အကောင်ကြီးကြီးတကောင်ကဝက်ကိုချီပြေးသွားတယ်လို့ပြောတယ်ကွာအဘတို့ရွာဝင်းကျင်မှာကြားမရှိတာကြားပြီဆိုအဘပြောတဲ့အတိုင်းဆိုဟင်းမျိုးကြားများဖြစ်နေမလားဟုတ်တယ်မောင်တင်ဝင်းရေလွန်ခဲ့တဲ့နှစ်4-5နှစ်လောက်ကတော့ဟင်းမျိုးတွေ့ခဲ့ဘူးတယ်အမဲလိုက်တဲ့လူတွေလည်းကြားပြဘူးကြတယ်နောက်တော့ကြားဆိုတာမြင်ချင်လို့တော့မမြင်ရတော့ပါဘူးလှတင်ပြောပုံရတော့ဟင်းမျိုးဖြစ်နိုင်တယ်ဆိုရင်တော့အံ့ဩစရာပဲကျွန်တော်တို့ရဲ့အရင်တာဝန်ကျခဲ့ဘူးတဲ့ကိုအေးဆောင်ဆိုရင်အမဲလိုက်တိတ်ကြွတာသူတော်ကျွန်တော်တို့နဲ့စုံတော့ဘာလို့ကြွားမှာကြားပြဘူးတယ်လို့တခါမှမပြောဘူးသူဒီရွာမှာ6နှစ်9နှစ်လောက်ကြာသွားတယ်မဟုတ်လားအေးဟုတ်တယ်မောင်အေးဆောင်တို့ရှိတော့ကဂျေသားတို့စားလို့မကုန်အောင်ကြက်တင်ရတယ်တောဝက်တို့တရေတို့ကတော့ခဏခဏရပါတယ်မောင်လာတင်ပြောတာတခုတော့မေ့သွားတယ်ပြီးခဲ့တဲ့အပတ်ကလည်းဝက်တကောင်ဆွဲသွားသေးတယ်တဲ့သူထင်တာကတရွတ်ရောက်ခိုးစားတယ်ထင်တာတဲ့ဒါပေမဲ့သူတောထဲမှာယုံသွားထောင်ရင်တောကောင်စားထားတဲ့ကြံတဲ့6တော့ဒီအယိုးတွေကိုတွေ့မှာသူ့ဘက်ကိုတောကောင်တကောင်ဆွဲသွားပြီးဆိုတာသူတွက်မိတာတေးကြတာကညကတကောင်ဆွဲသွားပြီးအော်တန်ကြားလို့ထကြည့်တော့မှအဲ့ဒီအကောင်ကိုတေးသေးချာချာတွေးလိုက်တာပဲဒီလိုဖြစ်ဖြစ်ပြီး4-5ရက်လောက်ကြာသွားပါတယ်ကျွန်တော်တို့အဖွဲ့ညကထမင်းစားတော့ပြီးတော့အဘချစ်နဲ့တူငရမ်းချောက်ဖုတ်ပစုံကြောက်တုတ်တွေနဲ့ရင်သွေးချင်းထိုင်တော့နေကြတဲ့အချိန်မှာလုံးကြီးတူတူနဲ့လူတယောက်အပြေးလွှားရောက်လာပါတယ်ဒီလူကလည်းအမောတကောနဲ့ပြောပါတယ်အဘချစ်အခုပဲဝက်တကောင်ဆွဲသွားပြန်ပြီအေးဘယ်ချိန်ရှိသေးလို့လဲဟာကျွန်တော်ကလက်မှာပတ်ထားတဲ့နိုင်ကိုကြည့်လိုက်ပြီးတော့9နိုင်သားပဲရှိသေးတယ်အဘချစ်ဟာမောင်လာတင်အရင်ကောင်ပဲလားဖြစ်နိုင်တယ်အဘချစ်ဒီတခါတော့အကောင်မတွေ့လိုက်ရဘူးဝမ်းကောင်းတန်ကြီးနဲ့ဂီးဂီးနဲ့အော်တန်ကြီးပဲကြားလိုက်ရတာအကောင်ကြီးဝက်တွေတော့မနိုင်လို့လားမသိပါဘူးအခုပါသွားတဲ့အကောင်တွေကအကောင်သေးသေးဝက်ပေါက်ကလေးတွေပဲကျွန်တော်စဉ်းစားပါတယ်ကျွန်တော်ရဲ့အမဲပြည့်အတွေ့အကြုံရကြားလို့အကောင်မျိုးကပြေးလွှားနေတဲ့ဂျေတရေဆက်သမင်စတဲ့အကောင်တွေကိုဝင်းစာအတွက်ဖမ်းတဲ့အခါမှာတွေ့တဲ့အကောင်ကျုံရအကောင်ကိုဖမ်းတဲ့ကြပဲနဲ့ခြံထဲမှာမပြေးမလွှားနိုင်ပဲပြစ်မှတ်ငြိမ်နေတဲ့အကောင်မျိုးကိုဖမ်းရင်တော့ကိုက်ချီနိုင်တဲ့သူနဲ့အလုံးထန်နီးပါးတူတဲ့အကောင်မျိုးကိုသာရွေးချယ်ဖမ်းတတ်တဲ့သူဖြစ်ပါတယ်အခုတော့ဝက်ပေါက်လိုအကောင်မျိုးကိုဆွဲသွားတယ်ဆိုတော့ကြားဖြစ်နိုင်မှာမလားလို့ကျွန်တော်စဉ်းစားမိခြင်းဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အမဲမပြည့်ရတာကြာတော့လက်ရနေသူပြီကဲကိုလာနဲ့ခဏဆောင်ကျွန်တော်တို့အဝေးစားလဲလိုရတာတွေယူပြီးခမည်းနဲ့တခါတည်းလိုက်ခဲ့မယ်ကျွန်တော်တို့ကန်ကောင်းပြီဒီကောင်ကြီးကုသိုလ်ဆိုရင်တော့မိုးမလင်းခင်အဲ့ဒီအကောင်ကြီးကိုအရယူလာခဲ့မယ်ကျွန်တော်နဲ့အတူတွဲဘက်ကြော်ဆိုးပါအဝေးစားလဲတနက်ဒီစစ်လိုရတဲ့စစ်သုံးအိမ်နှလုံးကိုကောက်ထဲပြီးတော့ကိုလာတင်တို့ဝက်ချံကိုလိုက်ခဲ့ပါတယ်ဝက်ချံကဝလုံးများကျူးတို့ကျဲတဲ့ကာထားတဲ့အတွက်ကြောင့်ဒီဝက်တခိုးအတွက်လဲလဲကူကူကိုက်ချီသွားနိုင်ခြင်းဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ပံကိုလာတင်တို့အိမ်နောက်ကျောကမှိုင်းညူနေတဲ့တောတန်းကြီးကလည်းရှိတဲ့အတွက်ကြောင့်ဝက်တခိုးအတွက်အခိုးရလွယ်တဲ့အတွက်ကြောင့်ခဏ3ချိန်တိတိလာခိုးနေခြင်းဖြစ်ပါတယ်ဒီညတော့ဝက်တခိုးနဲ့ထိတ်တိုက်တွေ့ပြီလို့စိတ်ထဲကကျင်းဝါလိုက်ပါတယ်ကျွန်တော်နဲ့ကြော်ဆိုးတို့2ယောက်တနက်ဒီလက်နေဓမီတွေကိုတေးသေးချာစစ်ပြီးတော့ကိုလာတင်တို့အိမ်နောက်ဘက်တောထဲကိုချီတက်လာပါတယ်ကျွန်တော်တို့မှာ .22 တက်လက်ကြော်ဆိုးစီမှာ6လုံးချီထည့်ရတဲ့နှလုံးပြူတက်လက်ကင်ထားပါတယ်ကျွန်တော်ကင်တဲ့ .22 ကကြီးစံအမာစားများထည့်ထားတဲ့တနက်ဖြစ်ပါတယ်ဒီကြီးအမာစားကကြားလို့သားကောင်ကိုပင်ဂျက်ကုန်းထီတစ်ချက်သေးနဲ့ကိစ္စတုံးစီနိုင်တဲ့ကြီးမျိုးဖြစ်ပါတယ်တောက6ပါတယ်ရှင်းပါတယ်အောက်ခြေမှာခြုံများရှုပ်မနေပါဘူးဒါကြောင့်လဲကျွန်တော်တို့လက်နေတံပြီးအောက်ဆိုင်ထိုးပြီးတော့တဖြည်းဖြည်းရှောက်လာရင်လည်းမီးရောင်ကြောင်းမျက်စိပြာနေပြီးအနားရောင်မှာလန့်ပြီးထပြန်ကြတယ်မြေဝစ်ငှက်တွေကြောင့်ကျွန်တော်တို့လည်းပြုံးဆိုလန့်သွားကြပါတယ်
မီအောင်မှာမျက်လုံးနီနီရဲရဲကလေးနဲ့ကျွန်တော်တို့ဘက်ကိုတစ်ချက်ကြည့်လိုက်လှက်ကလေးခြုံနဲ့ဝင်ပြေးသွားကြတဲ့ရုံကလေးတွေကိုတွေ့ရပါတယ်ဒီချိန်ကျော်စိုးကတကြွကြွစုတ်တက်ပြီးတော့ကျွန်တော်လက်မောင်းကိုအသာဖမ်းဆွဲထားပါတယ်ဂိုက်30လောက်အကွာမှာအုံနေပင်အကိုင်းကလေးမှကြားမှာမျက်လုံးနီနီရဲရဲတစုံပါမျက်လုံးရဲရဲကိုသာမြင်တော့ကိုယ်တွေကိုအုံနေရွက်များကာထားတဲ့အတွက်ကြောင့်ဘာကောင်မှသေသေးချာမသိပါဘူးကျွန်တော်တို့နှစ်ယောက်သားမျက်လုံးရဲရဲကိုစက္ကန့်ပိုင်းလောက်တော့မြင်ပြီးတော့ဒီမျက်လုံးနီနီရဲကလှက်ကလေးပျောက်သွားပါတယ်ကျွန်တော်တို့ကြော်စိုးတို့နှစ်ယောက်တနက်ပြင်ဖို့ပဲအချိန်မရလိုက်ပါဘူးတောကောင်များမျက်စိပြပြီးအမြင်မှားစေဖို့9000တို့လက်နေမီကိုပိတ်ချီဖွင့်ချီထိုးရင်းနဲ့ချောင်းရိုးကလေးတစ်ခုနားကိုရောက်လာပါတယ်ချောင်းကနှေခင်းဘက်မှာထင်းခုတ်တဲ့သူတွေတောကောင်တွေကိုထောင်ရောက်ထောင်တဲ့သူတွေမကြာခဏချောင်းကိုဖျက်ကြတဲ့အတွက်ကြောင့်ချောင်းရည်အဆက်အထိမြေနှိမ့်လန်းကလေးဖြစ်နေပါတယ်ကျွန်တော်လည်းဒီလမ်းအတိုင်းဆင်းရေစံနားကိုရောက်ပါတယ်။တဲတောင်ပေါ်မှာသွေးစသွေးနာတွေနဲ့အတူဝဲတကောင်ရဲ့ပေါင်တစ်ချောင်းကိုတစ်ချမ်းခြေထောက်လက်တွေနဲ့ကိုက်မရတဲ့အယိုးကြီးကြီး၄၅ခုကိုတွေ့ရပါတယ်။တဲတောင်ပေါ်မှာခြေရာများရှုပ်နေပါတယ်။ဒီခြေရာတွေကရေတိမ်တဲ့ချောင်းကိုဖြတ်ကူးရတဲ့ခြေရာတွေမဟုတ်ပါဘူး။အစာကိုတဲတောင်ပေါ်မှာချအေးဆေးဆေးစားပြီးရေတောက်ကုန်းပေါ်ပြန်တက်သွားတဲ့ခြေရာများဖြစ်ပါတယ်။ဒီလိုမျိုးစားကျွင်းစားကြံနေတဲ့ခြေရာတွေကိုလက်နေဓာတ်မီးနဲ့ထိုးပြီးကြည့်နေတဲ့အချိန်မှာကျွန်တော်ရဲ့စိတ်ထဲမှာတစုံတစ်ခုကိုသတိရပြီးတော့ဆင်းလာခဲ့တဲ့ချောင်းကဘာပေါ်ကိုလှည့်တစ်ပြက်မီးထိုးလိုက်တဲ့အခါဟာကနေဖြစ်သွားပါတယ်ကျွန်တော်ရှိရာကိုကဘာပေါ်ကကမှုကလေးတစ်ခုပေါ်မှာလက်တစ်ဖက်တင်ကစိုက်ကြည့်နေတဲ့အဝါနဲ့အနက်ကွက်ခြုံထားသလိုမြင်ရတဲ့သားကောင်တော်မျက်လုံးကရဲရဲနေလျက်ပါဟာကြော်စိုးရီတစ်ကျုပ်ကြက်တဲ့ကွာကျွန်တော်ကကြော်စိုးကိုတူတူကလေးနှစ်ကူကြပြောလိုက်ပေနဲ့ကဘာပေါ်ကကြက်တစ်ကလှက်ကလေးနောက်ဆုတ်ပြီးတော့အနားမှာရှိတဲ့အုံနှဲပင်အကြားကိုတိုးဝင်ပြောက်ကွယ်သွားပါတယ်ကျွန်တော်တို့နှစ်ယောက်တနက်ချိန်မှုပဲအချိန်မရပါဘူးကျော်စိုးရီဒါကြောင့်ငါတန်ရဝင်နေလားအခုလဲခြေရာတွေတွေ့ကြတဲ့ကကြားခြေရာမုံပန်းတော့ငါသိတယ်နောက်ဝက်ပေါက်ကလေးတွေလာလာဆွဲတာဆိုပြီးတော့ပို့ပြီးတော့မတင်ငါဖြစ်နေတာတေချာပြီကိုလာတင်တို့ခြံထဲကဝက်ခိုးတာဒီကောင်မှဖြစ်ရမယ်ဒီကောင်ကသူစားထားတဲ့စားကျွင်းစားကြံကလေးတွေကိုစမြုပ်ပြန်ပြီးဝါကျင်သေးလို့ဒီနေရာကိုလာတာတို့ကိုတွေ့တော့ဒီကောင်လက်ပြီးပြေးတာစိတ်ချဒီကောင်ကြီးမိုးမလင်းငယ်ဒီနေရာကိုအရောက်လာအောင်ပါတို့တော့ဒီညနေနဲ့ဒုက္ခခံရမယ်ကျော်စိုးကသဲရစုပ်ကိုယူပြီးဖြူးချလိုက်ပါတယ်သဲမုံများကဘာဖက်စီကိုလွင့်သွားပါတယ်ဖို့တဝင်ဒီကဘာအောက်မှာအကာအကွယ်ရှိတဲ့နေရာတစ်ခုကနေချောင်းအောင်အေးကောင်းတယ်ကျွန်တော်နှစ်ယောက်လက်နေဓမီကိုစီနဲ့အကာအကွယ်နေရာကိုရှာကြတော့မကြခင်မှာကဘာအမြင့်အောင်မိုးအခါကချောင်းရည်တိုက်စားလို့ဂလိုင်းဖြစ်နေတဲ့နေရာတစ်ခုကိုတွေ့လိုက်ပါတယ်ဝက်အသေးကောင်နေရာနဲ့15ခိုင်လောက်သာဝေးပါတယ်ကြားထဲမှာတဲတောင်မုံမူကလေး2ခု3ခုရှိတဲ့အတွက်ကြောင့်ဒီနေရာကိုရွေးလိုက်ခြင်းလည်းဖြစ်ပါတယ်ကျွန်တော်နေရာလဲလားစုရမှန်းတော့သိပါတယ်လာရောင်ကလည်းမမြင်ရမုံမုံဝါးဝါးနဲ့အလင်းရောင်ဟုဘာမှသာမမြင်ရတဲ့အမောင်ထဲမှာထိုင်နေရတော့လက်မနာရီကိုလက်ရည်ဓမီရောင်နဲ့ကြည့်လိုက်တော့မနက်2နာရီ50ရှိပါပြီဘိုက်ဆာလာတို့အဘချစ်ထည့်ပေးလိုက်တဲ့ငရမ်းချောက်ဘုတ်ကိုဝါရေနဲ့မျှော့ချလိုက်ပါတယ်ကျော်စိုးအိတ်ချင်မလားမိတ်ချင်သေးပါဘူးဝတ်တခုလာမှမို့လို့စိတ်ကြီးလှုပ်ရှားပြီးအိတ်လိုတော့မရပါဘူးဖို့တင်ဝင်အောင်အေးဟုတ်တယ်ငါလည်းဒီလိုပဲဒီကောင်ကြီးမိုးမလင်းငယ်လာကိုလာမယ်ဆိုတာငါစိတ်ထဲကသိနေတယ်ချောင်းထဲကရေစီးတန်ကလွဲလို့အားလုံးကတိတ်ဆိတ်နေပါတယ်တစ်ချက်တစ်ပင်များပေါ်မှာမြောင်များတကောင်နဲ့တကောင်ထိမိတိုက်မိလို့အော်တန်ကလွဲပြီးဘာမှမကြားပါဘူးကျော်စိုးကစေးဖို့လေးတလေးဖွာပြီးငြိမ်နေပါတယ်ကျွန်တော်လည်းကို့အတွင်းနဲ့ကိုပါဒါပေမဲ့ဝက်သေးကောင်ရှိတဲ့နေရာကိုမကြာခဏအာယုံစိုက်ကြည့်ပါတယ်ကျော်စိုးလည်းကျွန်တော်လိုပဲရှိမယ်ထင်ပါတယ်အဲ့ဒီအချိန်နားထဲမှာတစုံတစ်ခုကိုကြိုက်ဝါနေတဲ့ဂျိုးဂျိုအတန်တွေကိုကြားရပါတယ်ကျွန်တော်ကကျော်စိုးလက်ကိုစုပ်ကန်လိုက်ပါတယ်ကျော်စိုးကလည်းလေတံတူးတူးနဲ့ဆိုပါတယ်အေးငါလည်းကြားတယ်ဝက်တခိုးလာပြီလားမသိဘူးအေးမပြောတတ်ဘူးဒါပေမဲ့ဝက်အသေးကောင်နေရာမှာတော့ဘာကောင်မှလာတာမတွေ့သေးဘူးကွာမီးထိုးကြည့်အောင်ကျွန်တော်နှစ်ယောက်ဗျိုင်းတူလက်နေဓမီနှစ်လက်ကိုဝက်အသေးကောင်နေရာကိုထိုးကြည့်လိုက်ပါတယ်နှစ်ယောက်ကလုံးဟာကလေးဟင်ကလေးဖြစ်သွားပါတယ်ကျွန်တော်နှစ်ယောက်ထံကအာမေရိအတန်များဗျိုင်းတူထွက်သွားကြပါတယ်15ခိုင်အကွာမှာလက်နေဓမီနှစ်လက်အလင်းရောင်နဲ့ထင်ရှားရှားမြင်နေရတဲ့မြင်ကွင်းကြောင့်မျက်စိမှားတာတော့မဖြစ်နိုင်ပါဘူးကျွန်တော်ကြောက်တဲ့သူတယောက်မဟုတ်ဝင်နဲ့စက်သိမ်းများကတော့ဖြန်းကနေထသွားမိပါတယ်မြင်ကွင်းကလည်းမယုံနိုင်ကြပါဝက်သေးကောင်ရဲ့အင်္ဂါအစိပ်ပိုင်းတချို့ကအပေါ်ကိုမြောက်သွားလိုက်ဂျိုးကျွတ်အတန်များကြားလိုက်တစုံတစ်ယောက်ကဝက်အသေးကောင်ကိုကင်ပြီးဝါးစားနေတယ်လို့အကောင်တွေကတော့လုံးဝမမြင်ရပါဘူးကျွန်တော်တို့နေရာစလုံးကြက်သေးနေမိပါတယ်တယောက်တည်းမြင်တာမျိုးဆိုရင်ယုံစရာမရှိပါဘူး
ကြော်စိုးပါညင်ပြီးတော့ကြက်သေးသေးကကြည်နေတဲ့အတွက်ကြောင့်ကျွန်တော်အံ့ဩနေခြင်းဖြစ်ပါတယ်တောချောက်ထားလားတဆေချောက်ထားလားကျွန်တော်တို့ကိုအသိပေးနေတာလားကျွန်တော်မစင်းစားတတ်တော့ပါဘူးဂျို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 နဲ့ကြိုက်ဝါနေတဲ့ကိုတော့အတိုင်းသားကြားနေရပါတယ်ဒီချိန်ကဘာပေါ်ကနေခရီးခရာဆိုပြီးအတန်ပေးပြီးဟောကနေပြေးစင်လာတဲ့အတန်တန်ကိုကြားလိုက်ရပါတယ်ကျွန်တော်တို့နှစ်ယောက်ကတော့လက်ရည်တံပြီးကိုဗျိုင်းတူထိုးထားဆဲပါမြင်ကွင်းကရှင်းပါတယ်အော်ပြီးချောင်းဆက်ကိုပြေးစင်လာတဲ့အဝါနဲ့အနက်ကြားခါရရှည်ရှည်နဲ့ကြက်တစ်တစ်ကောင်ပါကျွန်တော်နေအောင်လုံးတနက်တွေကိုအသိအနေနဲ့လှုပ်ပြီးဖြစ်ပင်နဲ့ကျွန်တော်ကကြော်စိုးလက်ထဲကိုကျွန်တော်လက်နေတံပြီးထိုးပေးလိုက်ပြီးတော့ကျွန်တော်ရဲ့ပွိုင်တူးတူးတနက်ကိုကြိတ်ပြီးတော့မောင်းတင်လိုက်ပါတယ်ကြက်တစ်ဒါမှမဟုတ်ရင်ဝတ်တခိုးကဝတ်သေးအနာကိုရောက်တော့စောစောကအပေါ်ကိုမြောက်ရည်သွားတဲ့ဝတ်သေးကောင်အပိုင်းစာများသဲပုံကိုပြန်ကျလာပါတယ်ပြစ်မှတ်ကလည်းကောင်းပါတယ်ဝတ်တခိုးကိုဘေးတိုင်နေထားမြင်နေရပါတယ်ဝတ်သေးကောင်နားအရောက်မှာဝတ်တခိုးကခေါင်းလဲပြီးတော့မီးထိုးထားတဲ့ကျွန်တော်တို့ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်ရဲရဲနီနေတဲ့မျက်လုံးစုံပဲဖြစ်ပါတယ်ဖိုးတင်ဝင်ပြစ်တော့ကျွန်တော်လည်းပြစ်ကွင်းကောင်းတဲ့အတွက်ကြောင့်လက်မနှေးပါဘူးခနုတ်ကိုဆွဲလိုက်တာနဲ့ဗျောင်းလဲမြည်ပြီးတော့လက်ထဲကနေစီးနေနေတဲ့အရာကိုခံစားလိုက်ရတယ်လို့ဂျက်ကောင်းကိုမှန်သွားတဲ့အတွက်ကြောင့်ဝတ်တခိုးကယာဘက်ကို3-4ပေခန့်မြောက်တက်သွားပြီးတပတ်လဲပြီးသဲပေါ်ကိုဘုံကလေးမြည်အောင်ကျသွားပါတယ်ကြည်သီးအမာများထည့်ထားတဲ့ပွိုင်တူးတူးကြည်စံကတစ်ချက်သေးနဲ့လုံလောက်ပြီးထင်ပါတယ်မီးရောင်အောက်မှာဝတ်တခိုးကအကျော်ဆွဲနေပါတယ်ကျွန်တော်တို့အနှစ်ယောက်အနားကိုတဖြည်းဖြည်းတိုးကပ်သွားပါတယ်ကျော်စိုးကတေးချောင်းတစ်ချက်လောက်စောလိုက်ပါအောင်လားကြည်ကုန်ပါတယ်ကွာတစ်ချက်သေးနဲ့လုံလောက်ပါတယ်တေးချောင်းကခဲနဲ့ပြစ်ကြည့်မယ်ကျောက်စလစ်ခဲကြီး3-4လုံးကောက်ပြီးတော့ကျွန်တော်ဝတ်တခိုးကိုပြစ်ထည့်လိုက်ပါတယ်လုံးဝမလှုပ်တော့ပါဘူးကျွန်တော်ကကြော်စိုးတဲ့ဆိုင်ရင်မိုးစိုးသက်ရနေပြီဖြစ်တော့သားကောင်ရရင်အရေကုန်လည်းမပြက်စီးစေလို့တဲ့အတွက်ကြောင့်တစ်ချက်သေးနဲ့တေးနိုင်တဲ့ခေါင်းကိုသာရွေးပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဘက်လက်အကြည့်မှာမျက်လုံးနေနီနှစ်ခုကြားကိုချိန်ပြီးပြစ်လိုက်တဲ့အတွက်ကြောင့်ပြစ်မဲ့နည်းနည်းလွဲပြီးဝတ်တခိုးရဲ့ဝဲဘက်မျက်လုံးအဆက်ကိုကြည်ဝင်ဦးနောက်ကိုမှွေနှောက်ပြီးတော့ကြည်သီးကနောက်စေကနေထွက်သွားပါတယ်ကျွန်တော်တို့နှစ်ယောက်ဝါးတစ်လုံးကိုခုတ်ကြက်တစ်ကိုဝဲချေတကောက်ခွက်အကျော်တွေကိုဖောက်ပြီးရှေ့ရလက်ကိုထက်ဝါးယူပြီးတော့ရှေ့တစ်ယောက်နောက်တစ်ယောက်ထမ်းလိုက်ချိန်မှာအရှိစီကရောင်နီဖျက်ဖျော်ကလေးကိုပင်မြင်နေရပါပြီဝက်အကိုးခံရတဲ့ကိုလှတင်ကိုဂရိပေးခဲ့တဲ့အတိုင်းဝက်တခိုးကိုတော့လက်ရဖမ်းခဲ့ပါပြီဒါပေမဲ့ကျွန်တော်တတိတရနဲ့ဝက်သေးကောင်ရဲ့ပေါင်တစ်ချောင်းကိုလှမ်းကြည့်လိုက်တဲ့အခါတော့ပေါင်သားများလုံးဝမရှိတော့ပဲခြေထောက်ကြီးတာကြံနေတာကိုတော့တတိထားမိလိုက်ပါတော့တယ်ကျော်စိုးကတော့ရှေ့ကနေဝက်တခိုးကိုထမ်းရင်ဒါကိုတိပုံမပေါ်ပါဘူးခင်ဗျာမောင်မြင်မရေးသားထားတဲ့ထူးဆန်းသောညနဲ့ဝတ်တခိုးဆိုတဲ့ဇလံကောင်းတစ်ပုဒ်ကတော့ဒီမှာတင်ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာစာရေးဆရာမောင်မြင်မကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့နားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ